မင်္ဂလာပါခင်ဗျာဒီနေ့ပြောင်းဝေဆွေးနွေးပြီးမဲ့အကြောင်းအရာတော့ဒီနိုင်ငံအနေနဲ့ဘော့စမတ်ရေလက်ကြားကိုဒါပိတ်မယ်ဆိုရင်ဘယ်နိုင်ငံတွေဘယ်သူတွေအဓိကထိခိုက်နေနိုင်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမျှဝေဆွေးနွေးပြီးတော့ဒါဒီနေ့ကပဲဒီနိုင်ငံကဒီဘော့စမတ်ရေလက်ကြားကိုဒါပိတ်မယ်ဆိုပြီးတော့ပြောသွားတာဒါဒီလိုပိတ်မယ်ဆိုတဲ့အချိန်နဲ့ပတ်သက်ပြီးတော့ဒါဒီထိခိုက်နေတဲ့နိုင်ငံတွေပဲဒီနိုင်ငံတွေထဲမှာဒါအီရန်နိုင်ငံကိုယ်တိုင်ဖြစ်နေတော့ဘာကြောင့်လဲဆိုတော့အီရန်နိုင်ငံကဒါဒီရေလက်ကြားကိုမိခိုးပြီးတော့ရေနံတင်ပို့နေရတာကြောင့်ဒီဟော့စမှုရေလက်ကြားကိုပိတ်မယ်ဆိုရင်ဒါအီရန်နိုင်ငံရဲ့ရေနံဝင်ငွေတွေအားလုံးရပ်တန့်သွားနိုင်ပြီးတော့စီးပွားရေးလူမှုဘဝနိုင်ငံရေးအတော်လေးဒုက္ခရောက်နိုင်တဲ့အကျိုးဆက်တွေကိုခံစားသွားရနိုင်အောင်အီရန်အတွက်ကဒီလှုပ်ရှားမှုကဒါကိုယ်ပြည်တွင်းကိုတိုးတလို့ဖြစ်သွားနိုင်အောင်ဒီလမ်းကြောင်းကိုတကယ်ပိတ်ဖို့ထက်ဒါနိုင်ငံတကာမှာပြားတွေကိုရှင်းရှောက်ဖို့အတွက်လှုံ့ဆော်နေလို့ပဲဒါမြင်မိအောင်အီရန်နိုင်ငံရဲ့စီးပွားရေးကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်ဒါဒီစီးပွားရေးအဓိကရေနံတင်ပို့မှုပေါ်မှာပဲအများကြီးမြင်ကို2024ခုနှစ်မှာဆိုရင်အီရန်ရဲ့ရေနံထုတ်လုပ်မှုကတနေ့ကိုစီပေါင်း 3.2 တန်းလောက်အထိရှိပြီးတော့အဲဒီထဲကဒီ 1.5 တန်းလောက်ကတော့တရုတ်အိန္ဒိယနိုင်ငံတွေကိုဒါဒီကော့စမိုရေလက်ကြားနဲ့တစ်ဆင့်တင်ပို့တော့ဒီရေလက်ကြားကြီးပိတ်သွားပြီဆိုရင်အီရန်ရဲ့ရေနံတင်ပို့မှုအားလုံးကလုံးဝရပ်တန့်သွားတယ်ဒီရပ်တန့်မှုရဲ့နောက်ကအကျိုးဆက်ကပါလဲဆိုတော့ဒီနိုင်ငံဝင်ငွေရဲ့ဒီ90%လောက်ကိုထိခိုက်နေတာသွားစေတယ်အစိုးရဘတ်ဂျက်နဲ့ဒီနိုင်ငံရောင်းဝင်ငွေရရှိမှုကိုတိုက်ရိုက်ထိခိုက်နိုင်မှာဖြစ်တဲ့အတွက်ဒီအခြေအနေကဒါလုံးဝကိုဒီစဉ်းစားစရာမဖြစ်နိုင်စရာအခြေအနေတစ်ခုဖြစ်တာအီရန်ကလည်းဒီဟော့စမှုရေလက်ကြားကိုရှောင်ပြီးတော့ဒါရေနံတင်ပို့နိုင်တဲ့ဒါတခြားရွေးချယ်စရာအဓိကလမ်းကြောင်းကမရှိဖြစ်နေအောင်ကိုချက်ဆိုတော့ဒီလိုပိုက်လိုင်းမျိုးတွေဒါသူ့နိုင်ငံမှာရှိတယ်ဆိုပေမဲ့တနေ့ကိုဒီစီပေါင်း3 သိန်းလောက်ပဲဒါတင်ပို့နိုင်တယ်ဖြစ်တော့ဒီတင်ပို့မှုကလည်းဒါဒီသူတို့ရဲ့ဒါ20%လောက်ပဲဖြည့်ဆည်းပေးနိုင်တော့ပြောချင်တာဒီ Saudi Arabia လို့ပိုက်လိုင်းကြီးတွေရှိတဲ့နိုင်ငံတွေနဲ့မတူဘဲနဲ့အီရန်နိုင်ငံကဒီလက်ကြားကိုဒါအဓိကအသုံးပြုနေဖြစ်တဲ့အတွက်ဒါပိတ်ဆို့မယ်ဆိုရင်ဒါသူ့အနေနဲ့ရွေးချယ်စရာလမ်းကြောင်းမရှိတဲ့လောက်ဖြစ်သွားတယ်ရေနံဝင်ငွေရပ်တန့်သွားမယ်ဆိုရင်အီရန်ရဲ့စီးပွားရေးကပိုဆိုးသွားနိုင်လောဆယ်ဒါဒီအမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေအီရန်ရဲ့ငွေကြေးပေါင်းပွားမှုတွေကဒါ40%လောက်ထိရှိနေတာဖြစ်တဲ့အတွက်ငွေတန်ဖိုးလည်းဒါအစမတန်ကျဆင်းသွားနိုင်တော့ဒီရှင်တွေမှာဒါရေနံရဲ့ဝင်ငွေတွေထပ်ပြီးတော့ရပ်တန့်သွားမယ်ဆိုရင်ဆိုရရဲ့လူမှုဝန်ထမ်းလစာထောက်ပံ့ကြေးတွေပေးနိုင်မှုတွေရပ်တန့်သွားနိုင်တော့ဒီရှင်တွေကပဲလူထုမကျေနပ်မှုတွေကိုဘုံဘုံမြင့်တက်လာနိုင်ပြီးဆန္ဒပြမှုတွေပို့ပြီးတော့ဆိုးရွားလာနိုင်တယ်လို့မြင်မိတော့ဒါဒီဟော့စမှုရေလက်ကြားကိုပိတ်မယ်ဆိုရင်ဒီကနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်အိန္ဒိယအီရန်ရဲ့ဒီရေနံဝယ်ယူတဲ့ဒီနိုင်ငံတွေကပဲအီရန်နိုင်ငံကိုအဓိကဒါဖိအားပေးလာတယ်တရုတ်ကဒါအီရန်ရဲ့အကြီးဆုံးရေနံဝယ်ယူသူဖြစ်တာဖြစ်တဲ့တော့ဒီရေလက်ကြားကိုပိတ်မယ်ဆိုရင်ဒါသူတို့ရဲ့စွမ်းရည်ထောက်ပံ့မှုတွေထိခိုက်မယ်အီရန်ကိုလည်းဒါမဖြစ်မနေပြန်ဖွင့်ပေးဖို့ဖိအားပေးလာတယ်ဒီလက်ကြားပိတ်ဆို့ဖို့ဒါစ조사နေအီရန်အနေနဲ့ကအမေရိကန်ဗြိတိန်တို့လိုရေတပ်တွေနဲ့လည်းတန်းရက်ထပ်ပြီးတော့ဒါရင်ဆိုင်ရပါဒါအမေရိကန်ရေတပ်ကဒီရေလက်ကြားမှာဆိုရင်အများတန်းလိုရှိတယ်သူတို့ရဲ့စစ်တဲမောတွေအီရန်အနေနဲ့ဒါဘယ်လိုမှသွားပြီးတော့ရှင်လို့မရဘူးဒါကြောင့်ဒီစီးရီးယားဆိုရင်လည်းအီရန်အတွက်ကဒါရေရှည်ရအထိလာအီရန်ရေတပ်အနေနဲ့လည်းဒီရေလက်ကြားမှာစစ်စင်လို့ပို့ထိလုံလောက်တဲ့စွမ်းရည်မရှိဘူးစွမ်းအားမရှိဘူးလို့တွေ့အီရန်နိုင်ငံအနေနဲ့ဒီဟော့စမှုရေလက်ကြားကိုပိတ်ဖို့အတွက်ဒါသူ့ရဲ့ဒါလုံးရဲ့စဉ်းစားမှုတွေကဒါရှင်းရှင်းမှုတတ်တာဖြစ်ပြီးတော့သူတို့ရဲ့ဒီနိုင်ငံရေးနဲ့စီးရေးဗျူဟာရဒါသူတို့မဟာဗျူဟာရည်မှန်းချက်တစ်ခုပဲဖြစ်နိုင်တယ်အမေရိကန်နဲ့ဒီနောက်နိုင်ငံတွေရဲ့တန်ခတ်ပိတ်ဆို့မှုတွေစီးရေး PR တွေကိုဒါတန်ပြန်ဖို့အတွက်ရေလက်ကြားကိုဒါလက်နက်တစ်ခုအနေနဲ့သုံးပြုနေတယ်လို့မြင်မိတာဒါပေမဲ့တကယ်ပိတ်ဖို့ဆိုတာလည်းဒါဖြစ်နိုင်နေတယ်သူကိုယ်တိုင်မိခိုနေရတဲ့ဒီလမ်းကိုမှဒါသူကပိတ်လိုက်ရင်သူ့ရဲ့ဒါစီးပွားရေးကိုသူကိုယ်တိုင်ဒါရိုက်ရှုပလိုက်တယ်လို့ဖြစ်သွားနိုင်တော့နောက်ဆုံးနေလက်ရှုပ်ရဒီတရုတ်ကဒါအကြီးမားဆုံးနဲ့တာဟုတ်လဲဆိုဒီရေလက်ကြားဟိုဒါကမ္ဘာရေနံတင်ပို့မှု20%လောက်ကိုဒါဒီတရုတ်ကအဓိကဖြတ်သွားတော့တရုတ်ရေနံတင်ပို့မှုကဒီလမ်းကြောင်းပေါ်မှာအများကြီးမိခိုနေရတစ်ဖက်မှာဆိုတာဒီတရုတ်တွေမဟုတ်ဂျပန်တောင်ကိုရီးယားအိန္ဒိယလိုအာရှနိုင်ငံတွေနဲ့ကလည်းထိခိုက်နိုင်တော့ဒါဒီတရုတ်ကသူစီးပွားရေးစွမ်းရည်လိုအပ်ချက်တွေကြီးမားလာတော့ထိခိုက်မှုပိုပြီးတော့ကြီးမားလာဒီကအချက်အနေနဲ့ဒီရေလက်ကြားပိတ်သွားရင်ရေနံဈေးတွေတဟုန်ထိုးတိုးတက်သွားနိုင်တဲ့ဒီတရုတ်ကလည်းဒါဒီသူ့ရဲ့ရေနံတင်သွင်းမှုများတဲ့ဒီနိုင်ငံတွေအပေါ်မှာဒါစီးပွားရေးအတော်လေးဒုက္ခပေးလာနိုင်တာကိုမြင်တွေ့ရတာပေါ့ဒီတရုတ်ကသူထိခိုက်နေတာမှုများဆုံးထိတ်ဆုံးမှရှိနေတာဖြစ်တဲ့အတွက်ဒီဟော့စမှုရေလက်ကြားကိုအီရန်ကပိတ်မယ်ဆိုရင်တရုတ်နိုင်ငံရဲ့အဓိကဒါဒီကမ္ဘာအကြီးဆုံးရေနံတင်သွင်းမှုဖြစ်တာဖြစ်တဲ့အတွက်ထိခိုက်မှုကပိုပြီးတော့သိလာတာ
ပြောရရင်ဒါဒီအီရန်နိုင်ငံနေနဲ့ပေါ့ဒါဒီစီးရေးရမှာဗျူဟာရဒါဒီအနောက်နိုင်ငံတွေအများကြီးနိုင်ငံတွေကိုရှင်းရှောင်းဖို့အခုတက်တက်တာဖြစ်လာနိုင်ပြီးတော့တကယ်လို့ဒါသူလုံးဆောင်ဖို့တကယ်ဒါပြိပင်ခဲ့မှာဆိုရင်ဒါဒီတရုတ်အိန္ဒိယလိုအများကြီးနိုင်ငံတွေရဲ့ရှင်းရှောင်းမှုတွေနဲ့အတူဒါဆက်လက်ပြီးတော့အမေရိကန်ပြည်ထောင်ရေးတက်တဲ့ဒါဒီ PR ပေးမှုတွေကိုပို့ပြီးတော့ခံလာရနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်